ဒီမှာဒီညီမလေးတယောက်ကဒီလိုစာပို့လာတယ်ကွာအဲ့တော့ကျွန်တော်လက်မှတ်ထောင်ပေးသူဗမာလူရေးတယ်အလုတ်သမားမလို့ဘူးလားတဲ့ချစ်ပေါက်ကလေပုံသုံးဟုတ်ကဲ့ပါပုံသုံးပုံနဲ့ CP ဖောင်လေးပို့ပေးပါနော်ပုံသုံးပုံနဲ့ CP ဖောင်ဆိုသူအလုတ်သမားရဲ့အချက်အလက်ကိုပြောတာသူပြန်ပြောတာနားထောင်အကောင်မေးတော့ညပါစောက်ပေါက်ခဲ့ပြောရတယ်ဆောက်ရှောင်းမှာအမလေးဆောင်ဖတ်တဲ့ translate 都没拍来的啦比真的是脑子有问题神经病အေးကြည့်ပါအောင်ဟဲ့ဟိုအလုတ်လာလျှောက်တဲ့လူတဲ့ညီမလေးရေအလုတ်လျှောက်မယ်ဆိုရင်ပုံသုံးပုံပို့ပေးပါလို့ပြောတာပါစကားလည်းတခွန်းမှလည်းမပြောထားပါဘူးပုံသုံးပုံပို့ပေးပါ CP ဖောင်ပို့ပေးပါလို့ပြောတာဘောပေါလားပုံဆိုတာလေအလုတ်လုံးမဲ့လူရဲ့ပုံကိုပြောတာပါသမီးရေဘာလာဆင်းနေတာတော့ဟုတ်ကဲ့ပါဒါမဲ့လည်းအခုကတော့ဟိုရမလို့တော့ဘူးနော်ဝင်ထားတော့မလို့တော့ဘူးကျေးဇူးတင်တယ်မသိရင်